ဖြူထွေးကြတဲ့အခါကျတော့လှူတဲ့အခါကျတော့ရှင်တို့ကဘာမှမပြောတော့ဘူးလေတကယ်တော့ဖြူဖြူထွေးကမီလီယံနဲ့ချီရှိနေတာမလားဆိုင်ခန်းလိုင်းတို့တကယ်ကိုမှမီလီယံနဲ့ချီကျမတို့ကိုရီးယားမှာလည်းနိုင်ငံရေးပြောပြီးမီလီယံနဲ့ချီရှိတာပဲသူတို့တောင်အခုနိုင်ငံရေးလုံးဝမပြောတော့ဘူးသူတို့မိဘတွေလည်းဒီလဲရောက်ကွာနိုင်ငံရေးကိုလုံးဝမပြောတော့ဘာကြောင့်လဲအဲ့ဒီကသူ့ရဲ့ follower တွေနဲ့အကြောင်းသားတွေတင်ပြီးစာတင်ပြီးတော့ဘာလုပ်သွားလဲလှုပ်ရှားသွားတာပဲလေအဲ့ဒါကြရှင်တို့ဘာလို့မပြောတာတော့ပြောချင်အားလုံးကဘလို့ကိုပြောရမှာမီလီယံနေနဲ့ချီနေတဲ့သူတယောက်ပဲပြောလိုက်အဆင်ပြေသွားပြီအဲ့ဒီလူတွေတောင်ပြောလို့လားရာမလာလူဝင်ဆန့်ဖို့တွေဘာတွေညာတွေမပြောနဲ့သူတို့တွေအောင်မြင်ဖို့ကအောက်ကလူတွေအားလုံးကဘွိုင်းကုန်ရင်ဘသူကလူတွေတက်ညီလက်ညီနဲ့ဘွိုင်းကုန်ရင်တို့ဘာဖြစ်မှာတော့အဲ့တော့ဒါကသူ့ဖတ်သူမပတ်တာလူပဲဖြစ်ဖြစ်ဘာပဲပြောပြောလေရှင်တို့အားမပေးနဲ့မပေးနဲ့သူ့ဖတ်သူမဘလိန်နဲ့ရှင်တို့ဘလိန်ဒန်းတူညီစုဘလိန်အများကြီးပဲရှိတယ်ဒါမှမီလီယံနဲ့ချီနေတဲ့လူတွေအားလုံးဘာဖြစ်လို့မပြောကြတာတော့သူတို့ပြောလိုက်ရင်ပြီးရောလေကျမတို့တောင်မှအခုကျမရဲ့ follower ဘယ်လောက်ရှိလဲ4000ကျော်ပဲရှိတယ်ကျမပြောနေတာမဟုတ်ဘူးလားဟိုဖြူဖြူထွေးရတော့ထားလိန်ချောင်းသားချောင်းတော့မဟုတ်ဘူးသိတယ်မလားပတ်ဆိုင်ရဖို့အတွက်ဆိုဟိုကောင်မဖိန်ချွတ်လဲအကုန်ချွတ်မှာအခုစတိုင်တိုင်းဆိုရင်နော်သူမိဘတွေကလည်းဖိန်ချွတ်လဲဘာမှပြောမှာမဟုတ်ဘူးဘာကြောင့်လဲပတ်ဆိုင်ရဖို့ကအဓိကလေအဓိကတော့ရှင်းရှင်းပြောမယ်ဆိုသူတို့လည်းပတ်ဆိုင်များနေသွားသလားလို့သူတို့လည်းစိတ်ရမှာပေါ့ဟိုနေဆန်းတို့ကတော့ဘာဖြစ်တာတော့ဘာမှမဟုတ်ဘဲနဲ့တက်လာပြီးတဲ့အခါကျတခါတော့လင်တာယူနေတာ brown ကြီးကထားသွားလို့လားပြောကြတာပြောပြအောင် brown ကြီးကထားသွားတကယ်တော့ဒီလိုတွေရှိတယ်ဗျအမတို့တွေကဒါမသိတာဘယ်ကိစ္စမဆိုရိုးရိုးနဲ့တွေးလို့မရအောင်သိတယ်မလား brown တို့ကလည်းသူနာမည်ကြနေတဲ့အခါနေဆန်းလို့နာမည် celebrity ပေါ့သိတယ်မလားနေဆန်းလို့သိတယ်မလားဆက်စလူဓာတ်ဘူးပိန် celebrity လင်းရှာနေတဲ့ကောင်မှန်သိတယ်လင်းရှာနေတဲ့အချောက်မှန်သိတဲ့အခါကျ brown တို့ကဝင်ပူးလိုက်တဲ့အခါ brown လည်းနေဆန်းအချိန်ကြောင့် follower တက်သွားတာပေါ့โอเคနော် brown လည်းနေဆန်းအချိန်ကြောင့် follower တက်သွားပြီးတဲ့အခါကျမီဒီယာပေါ်မှာဒီလိုပေါ်လာတာပေါ့ပေါ်လာပြီးတော့သူလည်းအချိန်ရလာပြီးမီဒီယာပေါ်မှာလည်းလှုပ်လာပြီးဆိုတဲ့အခါကျတော့ဒီအချောက်မကိုကန်ထည့်လိုက်တာပေါ့ဒါဟာဆယ်လီချင်းပါလောက်တာကြားကန်ပြီးတဲ့အခါ follower ရှာနေပဲကျမတို့ဒီနိုင်ငံကိုလာတယ်မလားတချို့အမလီတကယ်ကိုနာမည်ကြီးနေတဲ့နိုင်ငံရေးလှုပ်ပါတယ်ပေါ့နော်ဒါပေမဲ့လည်းခိုးစားနေတာတော့နောက်ကြမှာပြောမှာပေါ့နော်အဲ့လိုမျိုးလူတွေနဲ့ဆိုတွေးလိုက်တာနဲ့ဓာတ်ပုံလေးရိုက်တင်လိုက်ဟို celebrity တွေနဲ့တွေးလိုက်ဓာတ်ပုံလေးရိုက်လိုက်ကျမအဲ့လိုမှလုံးမလားကျမတို့တွေးတာပဲဒီကတော့ပတ်စံနေတိန်းပေါင်း4000လောက်ရပြီးတော့တိန်းပေါင်း4000လောက်ရပြီးဘိုးပြဇိုးဆန်နဲ့အဲ့လိုမျိုးတွေလှူတာကိုမကြိုက်ဘူးကျမပြောချင်တာလေအခုချိန်ကအားလုံးကဖြစ်နေတာဖြစ်တဲ့အတွက်အားလုံးကိုမျက်မျက်တတလှူစီခြင်းတယ်ကျမပြောချင်တာလေနောက်ထပ်အလူရှင်တွေလည်းအများကြီးပဲပေါ့နောက်ထပ်အလူရှင်တွေလည်းအများကြီးပေါ့မနေ့တုန်းကလည်းဟိုကျမတို့ဒီဇွဲထက်ကနေပြီးတော့မှဒီသူတို့ရဲ့မဆိုးရင်ကြောင်းတိုက်ကြီးကိုပြန်လဲပြီးတော့အကုန်လုံးစောက်ပေးပါမယ်ဆိုပြီးတော့လည်းပြောထားတယ်အဲ့ဒါကိုမှ3000ဆိုလှူလိုက်တယ်ဒါကျမတို့မလှူနဲ့လို့မပြောဘူးမျက်မျက်တတဖြစ်စေချင်တာမျက်မျက်တတဖြစ်စေချင်တာကျမပြောချင်တာလေမျက်မျက်တတဖြစ်သူတို့ကတော့အားလုံးကတော့ဒီလိုလုပ်ဖို့အတွက်ပေးနေမှာပဲကျမကတော့ကျမတို့လှူလိုက်တယ်အခုကျမလှူတာ17သိန်းရှိတယ်ပေါ့နော်17သိန်းကျမရဲ့လောက်အားနဲ့17သိန်းလှူတာပေါ့ကဲ17သိန်းကျမရှိနေဆိုကျမဇက်ဆိုပြီးတော့ခိုင်နှင်းဝေကို17သိန်းပြစ်ပြီးတော့လှူလိုက်လို့ရတယ်certificate လေးတခုရလာမယ်ခိုင်နှင်းဝေရဲ့ certificate ကျမအဲ့လိုပြီးရောမလှူချင်ပါဘူးစက်တီရတော့ဘာလုပ်မှာမလို့ကျမဒါကြောင့်မလို့ဘလူတွေလက်တွေ့မှာလုံနေတယ်လေအဲ့ဒီလူတွေလက်တွေ့မှာလုံနေတဲ့သူတွေကပိုပင်ပန်းတယ်လေသူများစီကနေအလူငွေကောက်ပြီးဇက်ဆိုတာလှူတာကတော့ခလေးတောင်လောက်တတ်တယ်ကျမတို့ကအလူငွေလောက်တဲ့အခါမှာသူများရဲ့အလူငွေကိုတိတိကျကျလှူဖို့အတွက်ကိုအုံအောင်သုံးရတယ်ဘယ်နေရာကိုထိရောက်လှူနိုင်မလဲဆိုတာဒါပေမဲ့လေကျမပုတ်ပွက်လဲလဲပြပါအခုအလူငွေတွေအလှတဲ့ပစ္စည်းတွေလူနေတဲ့ထဲမှာလေတကယ်ပြောတာတထေးတွေတော့မပါပါဘူးကျမဆိုလဲလူပြီးတော့ယူမဲ့ထဲမှာကျမသာပြီးပြီးတော့ကျမသာပြီးပြီးတော့အဲ့လိုမျိုးတွေကျမအမျိုးတွေပြီးနေတယ်ဆိုတော့ကျမလည်းလူပြီးတော့ယူမဲ့ထဲမှာမပါဘူးကျမလည်းရှက်တတ်တယ်ဒါပဲပြောသူတို့ကိုကြည့်တဲ့လူတွေအများများတယ်ဗျာအဲ့တော့သူတို့အဲ့ဒီကနေပြီးတော့များဒီကလေးတွေနဲ့ပတ်သက်ပြီးတဲ့အခါစောင်းရန်ရှောင်းရန်တွေကိုများပြောလိုက်ရင်ကလေးတယောက်ရော့သွားလဲဘာပဲပြောပေါ့နော်တက်တာပေါ့ကျမကတော့အဲ့လိုပညာပေးတွေကိုပဲပေးစီခြင်းတယ်ကလေးတွေအဲ့လိုဖြစ်တာတဲ့ဆိုင်ကလေးတွေကိုအဲ့လိုမျိုးမမွေးအောင်ဘုဟုတုတပေးတာကိုပဲကျမလိုချင်တာကလေးတွေကိုအဲ့လိုမျိုးနဲ့စောင့်ရှောက်ပြီးတော့ကျမအဲ့လိုမျိုးအားမပေးဘူးအဲ့ဒီလူတွေကလေးနဲ့ပတ်သက်ပြီးတဲ့အခါဘုဟုတုတရပြီးတော့ကလေးတွေဘာပဲပြောယူတာတော့ယူပေါ့ဒါပေမဲ့တားဆီးတဲ့နာလဲတားဆီးပေါ့အဲ့လိုမျိုးဘုဟုတုတပေးတာကိုပဲကျမအားပေးတာခိုင်နှုံးကိုအားမပေးဘူးသူတို့လိုမျိုးဟိုဘာပဲပြောသူတို့လိုမျိုးသူများတွေကအများကြီးလေးစားနေကြတာဗျာအဲ့လိုမျိုးဆိုကျမအဲ့လိုမျိုး speech ပြောမှာ
ခလေးနဲ့ပတ်သက်ပြီးဒီလိုလုပ်ပေးပါမိဘတွေအားလုံးလည်းပြောပေးပါကိုခလေးကိုဂယူးဆိုင်ပါကိုသမီးတွေကိုဂယူးဆိုင်ပါမြန်မာနိုင်ငံကသွားစရာလေ့လာစရာဘာမှမရှိတဲ့အခါကျတော့ဟိုတယ်ကြီးပဲရောက်နေကြတာအဲ့ဒါတွေပေါ့ဟိုတယ်တော့မဟုတ်တဲ့ခုကန်းနေရောခြုံပုတ်တွေရောစုံနေရဖျားပေါ်တွေရောဒီနိုင်ငံမှာအဲ့လိုမရှိစမိုင်းတို့ရမ်းချမ်းတာစမိုင်းတို့ကသူတို့ကဖုံးနေတဲ့ကိုထဲတဲ့အဲ့ထဲမှာဖုံးနေတဲ့ပတ်သက်လို့ကျမတို့မသိဘူးပေါ့အဲ့ထဲမှာဖုံးနေတဲ့မှာထဲတဲ့ဟာလေးတွေဘာလေးတွေသူတို့ရောင်းရင်ရောင်းမှာပေါ့အဲ့ထဲကဘာတွေညာတွေကွိကွာတွေဖုံးနေတို့သူတို့ကဒီလိုမျိုးဒီဝိုင်းတော့တွေဘာတွေလောက်ထားတော့လေအဲ့ဒါတွေရောင်းတာနေရမယ်အဲ့ဒါတွေကနေ distance ပေါ့ကျမပြပြမယ်မြန်မာပြည်မှာဖုံးဖေတွေခိုးတာတွေကိုသိတယ်မလားဖုံးပေခိုးတယ်ဆိုတစ်ချက်ပဲခိုးတော့တယောက်ကိုတစ်ချက်ပဲခိုးတော့မြန်မာပြည်မှာဖုံးက9 သန်းသုံးနေတယ်ဆိုတရက်ကို9 သန်းလောက်ပါဖြစ်နေပြီလေတစ်ချက်နဲ့ရှင်တို့စီကနေတစ်ချက်ခိုးသွားရှင်တို့ပြောမလားပြောမပြောဘူးလေတစ်ချက်ခိုးသွားရင်ရှင်တို့မပြောဘူးလေတစ်ချက်လောက်ညာထားလိုက်ပါတော့ဆိုပြီးတော့အဲ့တစ်ချက်ကနေပြီးအယောက်9 သန်းစီရောက်ခိုးသွားလို့ရှိရင်ဘယ်လောက်လဲတနေ့ကို9 သန်းလောက်ရနေမြန်မာငွေကအဲ့ဒါကြောင့်ကျွန်မများလို့ခိုးလာလားသူတို့ဘာကိုရှောက်ပြောနေအဲ့လိုလက်ခိုးလို့ရတာပဲမဟုတ်ဘူးလားရှင်တို့ဖုံးပေတွေလေကုန်းသွားအောင်လေကျမအဲ့ဒါစဉ်းစားနေသူတို့တွေဘာလုပ်လဲမပြောရင်လည်းအေကနာတော့ငါတို့ဖုံးပေတွေကိုခိုးနေသလားမသိဘူးငါတို့ဖုံးပေတော့ဘလောက်မှမရှိသေးဘူးကြည့်လိုက်လို့ရှိရင်ဘာဖြစ်လဲရှိုက်ဆိုပြောင်းသွားရင်မြန်မာပြည်မှာလေ9 သန်းလောက်ပဲလုပ်လိုက်အောင်9 သန်းလောက်ကနေတယောက်တစ်ချက်ပဲခိုး9 သန်းမြန်မာပြည်မှာဖုံးသုံးနေတဲ့လူကတန်း30လောက်ရှိတနေ့ကိုတန်း30လောက်ရနေမှာ你那等你的家可能不咯，等你的家不可能。我还在天呢，爸妈不老人，我还在苦路呗。照用下老几天就没钱办了呢，对呀。现在呢，过还不路边么，爷实过过，那生活地巴路来了，现在不来了。你妈比妈碰东你的路啊，单东在西路先把撇掉。单东在先，都单东在苦呢嘛，第一的家不苦起来，我第一的家没苦呢嘛，这老的家不苦呢。现在的是安尼碰到的家苦，现在不要嘛，冇第一家嘞。第一的家苦呢嘛，现在不要嘛，冇，这老嘛东在白手表。哎，你们苦呢比钱大家啦。လာတယ်အေးမီဆန်လို့အယူမအောင်နင်တို့ပဲအရာသွင်းတာငါတို့ကတော့လုံးဝအရာမသိဘူးနင်တို့လိုအောက်တန်းစားတွေကြောင့်ပဲတို့က line ပေါ်တက်နေတာသဘောပေါက်လားနင်တို့လိုအောက်တန်းစားတွေကြောင့်မှတထေးဖြစ်နေတာငါတို့လိုလူမျိုးဆိုလှဲ့တောင်မှမကြည့်ဘူးသွားငါ့ကိုအဲ့ဒီစကားလာမပြောနဲ့နင်တို့ဒါအယူမတွေကိုလိုက်ကြည့်လိုက်ဆဲလိုက်ပြောလိုက်ရှယ်လိုက်ဘလိန်းနဲ့တို့နာမည်တက်တာနင်တို့ယူနေတာသဘောပေါက်လားယူနေတဲ့ဟာတွေကလူကောင်းကိုလာပြီးတော့မပြောဘူးလားဘာညာနဲ့နင်တို့ပြောလေစောက်ယူမှာတယ်နင်တို့ကြောင့်သူတို့ဘာဖြစ်တာထိတ်ပေါ်တက်ပြီးနင်တို့ထိတ်ပေါ်တက်ပြီးချီးပါနေတာလေနင်တို့တွေလိုက်ပြောလိုက်ဆဲလိုက်ရှယ်လို့လေဒီလိုအယူကိုဘုံမြောက်နေတာလေအဖက်လုံနေတာနင်တို့ငါတို့ကအဲ့လိုအယူကိုအဖက်ကိုမလုပ်ဘူးတိုင်းပြည်ကပြက်နေပါတယ်ဆိုကမှဒီလိုအောက်တန်းစားတွေကိုအဖက်လုံနေတာနင်တို့လိုအောက်တန်းစားတွေပဲဖက်လုံတာလေဘယ်သူကအဖက်လုံတာငါတို့ဖက်ကုန်မလို့တော့ငါလိုက်အောင်မလမ်းပြောနဲ့ငါရိုင်းရင်ရိုင်းနေပြောငါရိုင်းအောင်တို့လုံနေတာမျိုးလုံးတွေကိုထိုးဖောက်လိုက်မယ်တူးနဲ့